စိတ်တွေလေလွင့်ပြီးတော့စူးစီးလို့မရဘူးညအိတ်မပျော်ဘူးလို့နော်စိတ်တွေလေလွင့်လို့စူးစီးလို့မရဘူးတဲ့စိတ်တည်ငြိမ်မှုမရဘူးစောင့်တည်မှုမရဘူးဆိုလို့ရှိရင်ဟောဘုရားမြတ်စွာပေးတဲ့ဤစနစ်ကတမာတိကိုဖြစ်အောင်လုပ်ပါဖြစ်အောင်လုပ်တဲ့အခါမှာအာယုံတစ်ခုခုပေါ့ကမ္မထာအာယုံတစ်ခုပေါ်မှာအခြေပြုပြီး mindfulness ဆိုတဲ့တတိတရားရှေ့ထားပြီးတော့တမာတိကိုဖြစ်ပေါ်အောင်လုပ်ဘာဖြစ်လို့တတိကရှေ့ထားတတိဆိုတာအာယုံနဲ့စိတ်ကိုစုံပေးတယ်တတိကအာယုံနဲ့စိတ်ကိုစုံပေးတယ်စုံမပေးရင်စိတ်ကလေးကအာယုံနဲ့ရှိနေမှာမဟုတ်ဘူးသဘာဝတရားတွေမှာလည်းသူ့အလုပ်ကိုသူလုပ်ကြတယ်တတိဆိုတာအာယုံနဲ့စိတ်ကလေးကိုစုံတွေ့ပေးနေတဲ့သဘောစိတ်ကိုငြိမ်အောင်သူကတတိယမလုပ်နိုင်ဘူးစုံတွေ့ပေးတဲ့လုပ်ငန်းပဲသူကလုပ်တယ်သူကစုံတွေ့အောင်လုပ်ပေးထားတဲ့ပုံအဲ့ဒီအာယုံလေးပေါ်မှာစိတ်ကလေးစုစည်းပေးလိုက်တာကတမာတိဒီလိုပြောတယ်နော်တမာတိလို့တတိကအာယုံနဲ့စိတ်နဲ့စုံပေးတယ်စုံပေးတဲ့အာယုံပေါ်မှာစိတ်တွေစင်စက်မပြတ်ထပ်တလဲလဲကြာရောက်အောင်စုစည်းပေးထားတာကတော့တမာတိအဲ့တော့ဒီတစ်ခုပူးပေါင်းပြီးတော့ဆောင်ရွက်လိုက်တဲ့အခါစိတ်လေးဟာတည်ငြိမ်မှုတွေရဟောတမာတိနဲ့စိတ်တည်ငြိမ်မှုရယူဒီလိုဆိုစိတ်တည်ငြိမ်မှုတွေရလာပြီဆိုတဲ့အခါဆက်ဆိုတာမလာတော့ဘူးအေးချမ်းမှုတွေဆက်ပြီးတော့လာ